အားလုံးပဲမင်္ဂလာပါဗျဘရော်နီကာရဲ့ဝမ်ချန်ပီယံရှစ်နိုင်ပွဲအပြီးမှာတော့ဒီတစ်ခါပရိသတ်တွေကိုဖျော်ဖြေဖို့အလဲကျလာတဲ့ဖိုက်တာကမြန်မာလူငယ်ဖိုက်တာကျော်သာဝင်းပဲဖြစ်ပါတယ်ကျော်သာဝင်းနဲ့ဘရော်နီကာဆိုတာကဝမ်ချန်ပီယံရှစ်ကမြန်မာဖိုက်တာတွေအားလုံးထဲမှာအကောင်းဆုံးနဲ့ပရိသတ်တွေယုံကြည်အားကိုးလို့ရတဲ့ဖိုက်တာတွေလို့ပဲပြောရမှာပါဒီကနေ့ရက်ပိုင်းကပဲကျော်သာဝင်းနဲ့ဖေရတဲ့ပန်ရှင်တထေးတို့ကဝမ်ချန်ပီယံရှစ်တတိယမြောက်ပွဲရသွားတဲ့အကြောင်းအားလုံးကိုအသိပေးလာခဲ့တာပါကျော်သာဝင်းကိုယ်တိုင်ကပွဲရသွားတဲ့အကြောင်းမကြခင်အားပေးရပါတော့မယ်ဖြစ်ပါကြောင်းအကောင်းဆုံးစ조사သွားရမယ်ခမဆောင်းမြောင်းနေကြတဲ့ပရိသတ်တွေများစွာကိုတန်ဖိုးထားလေးစားသောကြောင့်တရားခိုင်တော့တေချာမှချပြပြပါတယ်ဆိုပြီးသူရဲ့ Facebook အကောင့်ကနေတဆင့်အားလုံးကိုပြောသွားခဲ့တာပါကျော်တော်ကတော့ပြေးတဲ့ဝမ်ချန်ပီယံရှစ်နောက်ဆုံးပွဲမှာမြန်မာဖိုက်တာတွေတော်တော်များများရှုံးနိမ့်ထားတဲ့ထိုင်းဖိုက်တာစာမီနန်ကိုအမတ်နဲ့ရှုံးနိမ့်ထားတာပါဆိုတော့အဲ့ဒီကျော်တော်ဝင်းနဲ့စာမီနန်ပွဲကလည်းကျော်တော်ဝင်းညာလို့ရှုံးတယ်လို့တော့ပြောလို့မရပါဘူးအခုနောက်ပိုင်းဝမ်ချန်ပီယံရှစ်လားထိုင်းချန်ပီယံရှစ်လားခွဲခြားလို့မရတော့အောင်ထိုင်းဖိုက်တာကိုအမတ်နဲ့အော်တိုရှုံးဆိုတဲ့အစင်လာကြောင့်ပဲကျော်တော်ဝင်းရှုံးနေခဲ့တာပါဆိုတော့အဲ့ဒီပွဲကစာမီနာဝေတန်းလဲမွေးတဲ့အတွက်ကျော်တော်ဝင်းဝေကျော်ပေးထိုးရတာပါကျော်တော်ဝင်းဝေကျော်ပေးထိုးရတဲ့ဆိုရင်ပဲလေစာမီနာကိုတိုက်စစ်ဖွင့်ပြီးဒရက်ဆက်ဖီးထိုးနေခဲ့တာပါစာမီနာကတော့တဝင်းလုံးနေစရာမရှိအောင်ပတ်ပြေးပြီးအလိုပတ်ပြေးတဲ့ဖိုက်တာကနောက်ဆုံးမှအမတ်နဲ့အနိုင်ရသွားခဲ့တာပါဒါကြောင့်လဲကျော်တော်ဝင်းရဲ့ဝမ်ချန်ပီယံရှစ်ဒုတိယမြောက်ပွဲကအရှုံးရလက်ထွက်ပေါ်ခဲ့တာပါကျော်တော်ဝင်းရဲ့ဝမ်ချန်ပီယံရှစ်ပွဲဥထက်ကတော့ဂျပန်ဖိုက်တာမူဂါစီတိုကိုလဲထိုးအမောက်သိပ်ပြီးဘောနက်စုပါစုခုခဲ့တာပါအဲ့တော့ကျော်တော်ဝင်းရဲ့ဝမ်ချန်ပီယံရှစ်ဖိုက်တာဘွားနှစ်ပွဲကစားအပြီးမှာတပွဲတိုင်းတပွဲရှုံးဆိုတဲ့ရလက်ထွက်ပေါ်ထားတာပါအခုလာမယ့်တရားမြောက်ပွဲမှာတော့ကျော်တော်ဝင်းနိုင်ပွဲပြန်လဲရှာဖွေရတော့မှလည်းဖြစ်ပါတယ်ဆိုတော့ကျော်တော်ဝင်းရဲ့ဝမ်ချန်ပီယံရှစ်တရားမြောက်ပွဲအတွက်ပြန်မကဘယ်သူလဲဆိုတာကိုတော့ဝမ်ချန်ပီယံရှစ်ဘက်ကတရားဝင်ချမပြသေးပါဘူးတိတ်မကြခင်မှာတော့တရားဝင်ချပြလာတော့မှာပါအခုလက်ရှိမှာတော့မြန်မာပြည်သားတွေဂျားထဲမှာလည်းကျော်တော်ဝင်းရဲ့တရားမြောက်ပြန်မကဘယ်သူလဲဆိုတာတော်လေးရင်ခုန်နေကြပြီဖြစ်ပါတယ်အရေးချင်းရှိပြီးအလားလာကောင်းတွေအများကြီးရှိတဲ့ကျော်တော်ဝင်းလိုဖိုက်တာအတွက်ဝမ်ကတော်ရုံဖိုက်တာမျိုးနဲ့တော့ပွဲတီးပေးမှမဟုတ်တာလဲသိချပါတယ်ဒါကလည်းကျော်တော်ဝင်းရဲ့ရှေ့ကဖိုက်တာများကိုကြည့်ရင်သိနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ပရိသတ်တွေလည်းကျော်တော်ဝင်းရဲ့တရားမြောက်ပြန်ဘက်ကဘယ်သူဖြစ်မလဲဆိုတာခံမှန်းသွားခဲ့ကြပါအောင်ဗျ